အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Football Talk Channel မှာကြိုဆိုလိုက်ပါတယ်ဒီကနေ့ West Ham နဲ့ Manchester United တို့တစ်ဖက်တစ်ကိုးစီတိတ်ရိပ်ကျသွားခဲ့ပါတယ် West Ham ဟာကစားခဲ့တာတော်တော်ကြီးကိုကောင်းခဲ့ပါတယ် United အခွင့်အရေးကိုမရသလောက်အောင်ပဲဖြစ်ခဲ့ပါတယ်ကျင်းမြောင်းကျက်တဲပြီးကြစ်လင်လွန်းတဲ့ West Ham ရဲ့ခံစစ်ဘလော့United တို့အကြီးအကျယ်ဒုက္ခပေးခဲ့တယ်လို့ကောင်တာတွေကလည်းတကယ်ကောင်းခဲ့ပါတယ်။ West Ham ဟာ Manchester United ကိုအနိုင်ရဖို့အထိရည်ရွယ်ခဲ့တာပါ။ West Ham ရဲ့ block တွေကိုဖျက်ဖို့ဖျက်တင်ဘောတွေကိုဖြည့်ရှင်းနည်းအတွက် Manchester United ကရှာဖွေတွေ့တာပေမဲ့လိုအပ်သလောက်ဖောဖောတီတီအရေးသွေးပြည့်ပြည့်မတင်ခဲ့နိုင်ပါဘူး။ဒါပေမဲ့နောက်ဆုံးမှာတော့အမ်ဘူမူရဲ့ဖျက်တင်ဘောကနေတစ်ဆင့်ရှက်စကိုချီပါကိုယူပေးခဲ့တာပါပဲအဆင့်18ကဝမ်ဟန်ဆိုပြီးအထင်သေးလို့မရချောင်းကို United တို့ကတော့နှစ်ဖူးတွေ့ဒူးတွေ့သွားခဲ့ပါပြီဝမ်ဟန်ကွင်းကိုနိုင်ပဲပျောက်နေတာကြာပြီဖြစ်ပြီးအခုပွဲမှာလည်းမရှုံးသွားတာဟာကံကောင်းတယ်လို့ပြောရပါမယ်ရှက်စကိုရဲ့အလန်းစားချီပါကိုကြောင့် United တို့အသက်ရှူချောင်းသွားခဲ့ရပါပြီအဆင့်လေးနေရာကိုလည်းပြန်ပြီးတက်လှမ်းနိုင်ခဲ့တာပါ United တို့ကတော့ဝမ်ဟန်ကြောင့်9ပွဲဆက်အနိုင်ဖော်ဆောင်နိုင်မဲ့အခွင့်အရေးကိုလက်လွတ်လိုက်ရတာပေါ့ဗျာကျွန်တော်တို့ရဲ့ Michael Carrick ဂိုင်းတဲ့၄ပွဲမှာတိုက်စစ်က10ဂိုးရတယ်ခံစစ်က4ဂိုးခွင့်ပြုခဲ့ရတယ်တွင်းဂိုးတွေကိုကြည့်မယ်ဆိုရင်လည်း United ရဲ့ DNA လို့ပြောရမယ်ကောင်တာအတက်တွေ quick transition တွေနဲ့ player တွေကြားနားလည်မှုရှိချိတ်ဆက်မိရခဲ့တဲ့တွင်းဂိုးတွေရှိသလိုစပါးနဲ့ပွဲမှာကော်နာကစ်ကနေအရင်ခံလာတဲ့အမ်ဘူမူရဲ့တွင်းဂိုးနဲ့ဆိုရင်လည်းပြိုင်ပတ်ဂိုးကီပါလှုပ်မရကင်မရဖြစ်အောင်စုပြုံတိုးကွက်နဲ့ကြိုးစားတာမျိုးမဟုတ်ပဲပလီလာရဲ့ skill quality IQ version တွေကိုအသုံးချပြီးရလာခဲ့တဲ့တကယ် quality service ကိုပါပဲဘာပဲပြော United ဟာကာရစ်လက်ထက်၄ပွဲဆက်မှာတော့အများကြီးတိုးတက်လာတယ်လို့တွေ့ရမှာပါပွဲပြီးအင်တာဗျူးမှာ Michael Carrick ကစားသမျှအကောင်းဆုံးပွဲတစ်ပွဲမဟုတ်တာတော့သိကြပါတယ်တရေပွဲအတွက်ကျွန်တော်တို့စိတ်ပြတ်နေကြတယ်ဝက်ဆန်ဟာအမြဲလိုကန်ရခတ်တဲ့ပြိုင်ဘက်တစ်ခုပါပဲဒီပွဲမှာလည်းကျွန်တော်တို့ကိုကန်ရခတ်အောင်လုပ်သွားတယ်ပြက်သားမရှိခဲ့တာလိုနေတဲ့အဖြေကိုလည်းရှာမတွေ့ခဲ့ပါဘူးဒါပေမဲ့တိုက်ပွဲဝင်စိအတွက်ကတော့ခြာဒိတ်တွေကိုချီးကျူးရမှာပါဒီပွဲမှာတမတ်ရတယ်ပြီးရင်ကျွန်တော်တို့ရှေ့ဆက်ရအောင်မယ်ဝက်ဆန်ကိုတော့ပရီးမီးယားလိမှာမြင်ကြပါသေးတယ်ကျွန်တော်ကစားသမားဘဝရဲ့အရေးပါတဲ့ကဏ္ဍတစ်ရက်မှာရှိခဲ့မှုတဲ့အသင်းဖြစ်လို့ပါဝက်ဆန်နဲ့ကျွန်တော်မှာအမတ်တရတွေအများကြီးရှိတယ်ဒါကြောင့်လဲသူတို့အသင်းကိုပရီးမီးယားလိမှာကြံနေခဲ့ဖို့မျှော်လင့်တာပါဘလို့ပဲပြောကျွန်တော်တို့ရဲ့ Manchester United ရဲ့ယာယီနီးပြတူအနေနဲ့လည်းပထမဆုံး၅ပွဲမှာအနိုင်ရခဲ့တဲ့15မှတ်ကနေ73မှတ်ယူပေးခဲ့တယ်ဆိုတာကတော့ဂုဏ်ထူးထွက်တယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Football Talk Channel လေးကိုလည်း subscribe လုပ်သွားပေးကြခဲ့ပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်